ကိုလာခြင်းနဲ့ဘယ်လိုလာရမလဲဆိုတော့အကိုကြီးနေတဲ့နေရာလိပ်စာလေးကျွန်တော်တို့တစ်ချက်လောက်ပြောပြပေးပါကိုနေတဲ့နေရာပေါ်မူတည်ပြီးကျွန်တော်ကားလှုပ်လို့ရတယ်ဆိုရင်ကားလှုပ်ပေးပါမယ်အကိုအိမ်မှာလာချိုပေးပါမယ်ခင်ဗျနော်ရန်ကုန်နဲ့ပြည်ကြားနော်မြည်သည့်နေရာမှာဆိုကျွန်တော်ကားလှုပ်ပေးလို့ရပါတယ်အဲ့နေရာလေးတွေကဆိုရင်တော့အလွယ်တကူလာလို့ရပါတယ်အကိုတို့အိမ်တို့မဟုတ်အကိုတို့လမ်းထိပ်ကားလမ်းမကြီးဘေးကိုတော့ကားထွက်စီးပေးပါနော်မှတ်ပုံတွေရှိရပါပြီနော်ထောက်ခံစာပါညာပါတယ်ဆိုတော့လည်းပုံပြီးအဆင်ပြေတာပေါ့ဗျာမပါဘူးဆိုတော့လည်းမပါတယ်လို့ပေါ့တာမန်လက်လို့လက်စားဆိုရင်တော့ဘာပြဿနာမှမရှိပါဘူးနောက်တစ်ခုကျွန်တော်လာမေးထားတာရှိပါတယ်တရားဝင်လမ်းနဲ့လာလို့ရလားသွားလို့ရလားဆိုတော့တရားဝင်လမ်းကတော့ဖွင့်ပေးဖို့အစီအစဉ်မရှိပါဘူးခုနောက်ပိုင်းဆိုလည်းပိတ်ဆို့မှုတွေရမ်းမြလာတဲ့အတွက်ကိုထွက်လို့မရပါဘူးခင်ဗျာအဲ့တော့အဆင်ပြေကားတွေနဲ့ပဲလာနေကြပါတယ်အခုဆိုလဲလာမယ်ဆိုရင်လာလို့အခွင့်အရေးလေးတွေရှိပါတယ်အထောက်ထားလေးတွေရိုက်ပေးနေတာဖြစ်တဲ့အတွက်အလုပ်ယုံလေးတွေဝင်လို့ရမယ်ပေါ့ဗျာအဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်လာမေးသမျှအရောက်တိုင်းကိုလည်းကျွန်တော် comment မှာသို့မဟုတ်ချက်ပေါက်မှာလည်းလာမေးသမျှတိုင်းကိုဖြေပါတယ်နောက်ပြီးတော့ကျွန်တော် Facebook account တွေနောက်ထပ် line စိမ်း WhatsApp TikTok Messenger မှာအကုန်လုံးစာလာရေးလို့ရပါတယ်ကျွန်တော်အရောက်တိုင်းကိုစာပြန်ပါတယ်စာမပြန်ဘူးဆိုတာတော့မရှိပါဘူးခင်ဗျဒါပေမဲ့ comment တွေကတော့တစ်ခါတလေရမ်းများတဲ့ခါကျ comment တွေမှာမပြန်နေတာလေးတွေရှိပါတယ် TikTok Messenger မှာတော့ရေးသမျှလူတိုင်း Viber မှာလာပြောသမျှလူတိုင်းကိုတော့တယောက်ချင်းစီတိုင်းကိုအကုန်လုံးစနစ်တကျစာပြန်ပေးပါတယ်ဟောအားလုံးကျေးဇူးတင်ပါတယ်